သင်ခန္ဓာကိုယ်မှာကြားတက်လုံခဲ့နေပြီဖြစ်ကြောင်းသိနိုင်တဲ့လက္ခဏာ၅ချက်ကိုပြောပြပါမယ်ခန္ဓာကိုယ်မှာကြားတက်တွေအများများနေပြီဆိုတာပြနေတဲ့လက္ခဏာ၅ရက်ရှိပါတယ်မတိပဲလက်လျှူရှုထားမိရင်ကျန်းမာရေးကိုတိတ်ဆိတ်ဒုက္ခပေးလာနိုင်ပါတယ်ဒါကြောင့်ကိုယ်မှာဒီလက္ခဏာတွေရှိမရှိသိရအောင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါပြန်ရှာမရတော့မှဆိုလို့ရှိရင်လည်းစိတ်ထားနိုင်ပါတယ်ပထမဆုံးအချက်အိမ်ပြောခြင်းပါနောက်ပဲအထူးဖြင့်မနက်3 နာရီဝန်းကျင်မှာလက်နှုတ်လာတဲ့ရင်သွေးတွင်းကြားတဲ့များပြီးအာယုံကြောတွေလုံဆော်ခံနေရလို့ဖြစ်နိုင်ပါတယ်နှစ်ရေကနခန့်ငယ်စီးခန့်ခန့်သွားခြင်းဒုတိယကတော့ရေကနခန့်ငယ်ပြီးစီးခန့်ခန့်သွားတာပါဒါကပိုနေတဲ့ကြားတဲ့တွေကိုစွန့်ထုတ်ဖို့ကြောက်ကစ조사နေရလို့ဖြစ်ပါတယ်သုံးအချို့စာတွေတက်မှတ်ခြင်းတတိယအချက်ကအချို့တွေအရန်စားချင်တာပါသွေးတွင်းကြားတဲ့များနေရင်အင်ဆူလင်ကောင်းကောင်းအလုံးမလုံးတော့လို့ခန္ဓာကိုယ်ကအချို့တက်ကိုပိုတောင်းဆိုလာတတ်ပါတယ်လေးရရင်ခြင်းစတုတ်ထက်အချက်ကအကြောင်းရင်းမရှိဘဲရရင်နာပါကြားတဲ့များရင်သွေးကြွမြင်လေးတွေကိုထိခိုက်စေပြီးအရေးပြားရရမှုတွေဖြစ်စေနိုင်ပါတယ်ငါကိုလက်ကွက်ခဲ့ခြင်းနောက်ဆုံးအချက်ကတော့ကိုလက်ကွက်ခဲ့တာပါကြားတက်ကအာယုံကြောတွေကိုထိခိုက်စေနိုင်လို့နာတာရှိကွက်ခဲမှုတွေဖြစ်လာနိုင်ပါတယ်ဒီလက္ခဏာတွေပြနေပြီဆိုရင်သတိထားပေးပါကျွန်တော်တို့နောက်ဗီဒီယိုမှာသွေးတွင်းကြားတဲ့ short နဲ့၅ချက်ကိုပြောပြပေးသွားမှာဖြစ်လို့စိတ်ဝင်စားရင်ရေအလို့မန်းခဲ့ပြီးအကျိုးရှိတယ်ဆိုရင် share သွားပေးပါဦး